Sabicabila he Nadamo Ruseo My Sunka Ni hao Annyeonghaseyo Konbanwa What's up Osula Sai Oso Kling Shalom Shalom Ngồi biểu không giang amuga Con mong tayอยู่ในกินวันค่ะMiglaba Hamra Ampam say Hamra Wale dia sinu bieu wa dila mi ale pia a kong pia chura khu ro ma chura Myanmar ma mi long de long po ne ai di mi long a ho a lin swai mi twi tha da block kha da ro ma ti ro lin swai mi twi tha da jo Myanmar ma de long po ne da di lu long ma ya ma da so ra shit ka ne chura ai ha ne tho tha de leဟုတ်ပြီအတန်ချားရတယ်နော်ရုပ်လည်းမြင်ရတယ်ဒါပဲမီးလုံးနှလုံးပေါ်တယ်ကျွန်တော်ဓာတ်မီးပေါ့ဓာတ်မီးဟောမီးတွေးထားတဲ့ဓာတ်မီးနှလုံးထိုးထားပြီးလိုက်လွန်ထားတယ်ဟုတ်ပြီဒါဆိုခတ်တက်နည်းနည်းပြောကြည့်အောင်နော်ဒီကနည်းနည်းလဲကျွန်တော်တို့ဒီနေ့သူစားတဲ့ဒီတစ်ခုတက်လာတာအဲ့ဒါကျွန်တော်တို့ cherry ထက်ကိုကောက်ကန်ရင်ကတရားထဆွဲတာကိုကျွန်တော်တွေ့ရတယ်တော့ဆိုတော့ cherry ထက်ကိုတရားထဆွဲတာကကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့မြေပြင်မှာမြင်မြအလုပ်လုပ်မှရတော့မယ်လို့ကျွန်တော်တော့အဲ့လိုပဲကောက်ချက်ချတယ်ဘာဖြစ်လို့လဲဆိုရင် NLD ပါတီကိုသူတို့မဖြတ်သိမ်းပဲ NLD ပါတီနဲ့ပြန်ဆွေးနွေးလိမ့်မယ်ဒေါအောင်ဆန်းစုကြည်တို့ NLD လွတ်တော်အမတ်တို့အကုန်လုံးကိုလွတ်ပေးပြီးနိုင်ငံရေးပြန်ဆွေးနွေးမဲ့လမ်းကြောင်းကိုသူတို့နင်းနေမယ်လို့ကျွန်တော်တို့တွေ့ထားတာကြားနေပြီဗျဒီလမ်းကြောင်းကိုနင်းလိမ့်မယ်လို့တွေ့ထားတယ်တော့ဆိုတော့အဲ့ဒီလမ်းကြောင်းကတကယ်လို့တေချာတယ်သူတို့ဒီဘူစစ်တပ်လည်းဘူနေပဲချားနေပြီပေါ့နော် NLD အာဏာပြန်ရအောင်ဒေါအောင်ဆန်းစုကြည်တို့ပြန်လွတ်ပြီးမှသူတို့အရင်လိုမျိုး2015-20လိုမျိုးကျွန်တော်တို့ဒီမိုကရေစီပုံစံမျိုးတကယ်လို့သူတို့ပြန်သွားဖို့သူတို့အထဲကနေကြိတ်ပြီးမှကြံထားတယ်စစ်တပ်ကပေါ့နော်ဒီ NLD ကိုသူတို့မလွန်ဆန်နိုင်တော့ဘူးဘလို့ဖြစ်ဖြစ် NLD ကိုအာဏာပြန်လွှဲရနိုင်တဲ့ကင်းရှိတယ်ဆိုရင်အခုကနေသူတို့စပြီးမှအစီအစဉ်ဆွဲမယ်ပဲဆိုတော့ဒီ cherry tent ကိုဖမ်းလိုက်တာနဲ့ကျွန်တော်အဲ့ဒီအစီအစဉ်ကတေချာဖို့တော်တော်များလာတယ်လို့မြင်တယ်ဒေါအောင်ဆန်းစုကြည်တို့ကိုလွတ်မယ် NLD လွတ်တော်အမတ်တို့လွတ်ပြီးအရင်တော့လိုမျိုးပေါ့ဒီမိုကရေစီပြန်ပေးမယ်ပေါ့အခုနိုင်ငံတကာလူချင်းတလူပေါ့ UN ကနေလူချင်းတလူပေါ့အာဆီယံကနေဖြစ်စေချင်းတလူမျိုးပေါ့ကျွန်တော်တို့ပြည်သူအာဏာကိုပြည်သူထံကိုတော့ပြန်ပေးမယ်ဒီမိုကရေစီတော့ပြန်ရမယ်ဒါပေမဲ့မပြောသေးအကျွေးတော့တောင်းခွင့်မရပလာတာအကျွေးတို့ကလေးတွေတည်သွားတဲ့အကျွေးတို့ကိုတောင်းခွင့်တော့ရမှာတော့မဟုတ်တော့ဘူးကျွန်တော်တို့ရဲ့ clip bing အကျွေးတို့ရွာမီးရှို့ခံရတဲ့အကျွေးတို့ဝိုင်းမော်ဖက်ကဟိုကျွဲတို့နွားတို့ကနီတို့မင်းကင်းတို့ကျွန်တော်တို့ကန်ကိုအကျွေးတို့တော့ပြန်တောင်းဖို့မဖြစ်နိုင်တော့ဘူးလို့ထင်တယ်။ဘာဖြစ်လို့လဲဆို cherry ထက်ကိုဖမ်းနေဆိုတာသူတို့ရဲ့လူတွေကိုအခုက cherry ထက်ပဲရှိတယ်မနေ့ကတပတ်ခါဘဒုကိုထပ်ဖမ်းလဲတော့မသိဘူး။သူတို့ဖမ်းလိုက်မှသူတို့ရဲ့လူတွေကိုသူတို့ဖမ်းလိုက်မှနောင်တချိန်မှာ NLD ကသူတို့ဘာဖြစ်ဖမ်းခံထားရမယ်ဆိုပြီးနောင်တချိန်မှာသူတို့ကုတ်ချရဲ့အတွေးလူတွေကိုဒီမိုကရေစီဘက်တော်သားတွေကပြန်ကောက်သုံးမှာဆိုတော့
Cherry Teka NUG နဲ့ဆက်သွယ်လို့ဖမ်းနေဆိုဘာဖြစ်လို့ Cherry Teka NUG ကိုတွားဆက်သွယ်တာလဲစဉ်းစားစရာရှိတယ်တော့ဆိုတော့ဒီချင်းတခါတော့က NLD လူမျိုးလွတ်တော်အမတ်တွေထဲတော်နှကောင်တမဒယုံအထိအတိုင်ပင်ခံယုံအထိသူတို့လူတွေအကုန်လုံးထည့်ထားပြီးမှသူတို့လူတွေအကုန်လုံးထည့်ထားပြီးမှဒီမိုကရေစီရန်တရားကိုလေပတ်ခဲ့ပြီးမှလူချင်းတဲ့တည်င်းတွေအကုန်လုံးကိုသူတို့နိုင်ပြီး NLD ကိုသူတို့ကပြန်ကြိုးကြိုက်ဖို့စီစဉ်လာတယ်လို့ကျွန်တော်တို့အဲ့လိုပဲမြင်နေတော့ဆိုတော့ Cherry Tech ကိုဖမ်းလိုက်ကလေးကကျွန်တော်တို့တန်တရားဝင်နေတဲ့လမ်းကြောင်းကပူပြီးတေချလာတယ်ဒါဆိုရင်ဒါကျွန်တော်တန်တရားဝင်ကြည့်တာပေါ့နော်ဘာတဘောလို့မဟုတ်ဘူးဒါဆိုရင်စစ်တပ်နဲ့စပွဲပေါ်မှာခြေအေးပေါ့နော်ဟောပေါ့အမျိုးသားရင်ကြစီရေးပုံစံနဲ့ပြည်သူတွေမထိခိုက်အောင်အထီးအခိုက်နေအောင်ဆိုပြီးစပွဲပေါ်မှာပြန်ဆွေးနွေးဖို့တကဘာလုံးကလူချင်းနဲ့လမ်းကြောင်းကိုပြန်လျှောက်ဖို့အတွက်စစ်တပ်အသွေးလူတွေရော NUG ကအချို့လူကြီးတွေရောဒီအကြောင်းတွေကိုတိများတိနေတာလားလို့ကျွန်တော်နည်းနည်းလေးပြန်စဉ်းစားကြည့်တာပေါ့နော်ပြန်စဉ်းစားကြည့်တာအချို့တော့ NUG မှာပါတဲ့ NLD အမာခံလွတ်တော်အမတ်တွေထဲကနေ NUG ဖြစ်လာတဲ့တချို့ဝန်ကြီးတွေများဒီအကြောင်းကိုတိများတိနေတာလားကျွန်တော်စဉ်းစားတာပေါ့နော် NUG ကိုကျွန်တော်အပြစ်တင်တာမဟုတ်စဉ်းစားတာပေါ့နော်ဒါတကယ်လို့ဒါအဲ့ဒီ NUG ထဲမှာပါတဲ့အချို့ဝန်ကြီးတွေပေါ့တစ်ချိန်တစ်ခါတော့ NLD လွတ်တော်အမတ်တွေ NLD ကအမာခံတွေက NUG ထဲကနေအဲ့ဒါကိုတိနေပြီးမှဒီပွဲကိုအတားလဲ maybe ဆော့ကစားပြီးမှစပွဲပုံမှာဆွဲခေါ်နေတာလားပေါ့ဒီစစ်တပ်ကတချို့လူတွေနဲ့အဲ့ဒီ NUG ကတချို့လူတွေတော့ငေါ့တရုတ်ရုရှားအာဆီယံတော့ငေါ့သူတို့တွေစပွဲပုံမှာဆွေးနွေးဖို့တေချာသွားပြီလားသူတို့တွေက Plan A ကိုတွားဖို့အတွက်Plan A ကိုတွားဖို့အတွက်စဉ်းစားနေတာလားကျွန်တော်နည်းနည်းစဉ်းစားနေတာဘာဖြစ်လို့လဲလို့ပြန်ကြည့်လိုက်တဲ့အချိန်မှာအခုနာဆာခရဲ့ဒီဂုတ်ချတက်ကတော့ထူးစစ်ကိုဘယ်ကအဓိကဘင်းနေတယ်လဲဆိုဒီကျွန်တော်တို့လက်တံပြောင်းတဲ့ PDF တွေရှိတယ်ဥမာကျွန်တော်တို့ကရင်နီ PDF တို့ကရင် PDF တို့ချင်း PDF တို့ကျွန်တော်တို့စကိုင်းတိုင်း PDF ဆိုတာကချင် KA တွေရဲ့မွေးထုတ်ထားတဲ့လူတွေတကယ်လက်တံပြောင်းတဲ့လူတွေကရင်နီတွေမွေးထုတ်ထားတဲ့လူတွေချင်းတမ်တို့မွေးထုတ်ထားတဲ့လူတွေကရင်တွေမွေးထုတ်ထားတဲ့လက်တံပြောင်းတဲ့လူတွေအကြီးအကျယ်ဒီရက်ပိုင်းမှာတို့အကြီးအကျယ်ထူးစစ်ဆင်လာတာကိုတွေ့ရတယ်တပေါ်တရားကပြည်နယ်တွေကိုအတိကတို့ကဦးချိုးလို့ရရင်ချိုးတလောက်ရတလောက်ချိုးထားပြီးမှအထဲမှာUN ကလည်းဒီလိုပြောလာတယ်တကဘာလုံးကလည်းဒီလိုပြောလာတယ်အာဆီယံလည်းဒီလိုပြောလာတယ်ဆိုတော့ကျွန်တော်တို့အရင်လိုမျိုး NLD အာဏာပြန်ရရင်လည်းကျွန်တော်တို့ဟာဖိဖိချင်းလွတ်တော်ထဲကနေပဲပြန်ပြင်သွားတော့ပေါ့စစ်တပ်ကိုကျွန်တော်တို့ဖိဖိပြန်ပြင်ရတာပေါ့ဆိုပြီးမှကျွန်တော်တို့ပြည်သူတွေကိုပြားရည်နဲ့ဝန်းချဖို့များသူတို့စဉ်းစားနေတာလားပေါ့ကျွန်တော်လည်းဖြစ်နိုင်တယ်လို့ပုံတေပြောတာတော့မဟုတ်ဘူးလေနော်ဘယ်သူကမှလည်းကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်တို့ကလိုက်ခမန်းကြည့်ရလေဒီနေ့ Cherry Tech ကိုကောက်ဖမ်းလိုက်ကြတဲ့ကနေမနေ့တပည့်ခါဆိုဥမာတမနာဦးထင်ကျော်တို့ပြည်သူ့လို့တော့ဥက္ကဋ္ဌဦးတီခွန်မြတ်တို့ပြန်ထဖမ်းလိုက်ပြီဆိုရင်ပူတီချသွားပြီကျွန်တော်ထင်တာပေါ့နော်ကျွန်တော်ထင်ထားတာဒါတကယ်လို့ဒီကိစ္စကို NUG ကတကယ်တည်တယ်ဆိုရင် NUG ကဒီအချိန်မှာကျွန်တော်တိုက်ပြည်တွေကိုချပြပြီးမှတိုက်သူပြည်သားတွေဘယ်လိုဖြစ်ချင်တယ်လဲဆိုတဲ့ဟာကို NUG ကသဘောထားကောက်ခံတင်တယ်လို့ကျွန်တော်တို့နားလေတယ်တိုက်သူပြည်သားတွေရဲ့သဘောထားကိုမမဲမမြန်းပဲနဲ့အဲ့ဒီ Plan A ပုံစံမျိုးအခုအာဆီယံတို့ UN ကဆုံးဖြတ်တဲ့အ
အမေရိကန်ဆုံးဖြတ်တယ်ဆိုတာသူတို့ကတွေ့ဆုံဆွေးနွေးဖို့ပဲပြည်သူလက်ထဲမှာအာဏာပြန်အပ်ပြီးအရင်လိုမျိုးဒီမိုကရေစီ2008ဖွဲ့စည်းပုံအောက်ကနေဒီမိုကရေစီပြန်သွားဖို့တကဘာလုံးကဒါပဲသူတိုက်တွန်းတာလေဒါတကဘာရဲ့အခင်းချင်းအဲ့လိုသွားတာလေဆိုတော့ကျွန်တော်တို့မောင်မတော့လုံးဝလက်မခံဘူးစစ်မှန်တဲ့ဖက်ဒရယ်ကိုတွားချင်တယ်ဒီကုတ်ချတာကိုဒီပလန်တာတခုမပြောဒီတခုတွေကိုမြန်မာမြေပေါ်နဲ့ရှင်းထုတ်မယ်အမြင့်ဖြတ်မယ်လို့ကျွန်တော်တို့မောင်နှမတွေကတွေးကြွေးမှဆွေးနွေးစရာမရှိဆိုပြီးကျွန်တော်တို့ကဒီတိုင်းတွားတာလေအဲ့ဒါကိုတကယ်လို့ NUG က NLD လွတ်တော်အမတ်တွေတော့ကျွန်တော်မပြောတော့ဘူးကျွန်တော်တို့ကရင်လူမျိုးတွေကရင်လူမျိုးတွေကျွန်တော်တို့ကချင်လူမျိုးတွေဆို4ယောက်လောက်ပါတယ် NUG ထဲမှာ5ယောက်လောက်ပါတယ်ဆိုတော့တခြားတိုင်းသားဝန်ကြီးတွေ NUG မှာပါတဲ့ဝန်ကြီးတွေကဒီကိစ္စကို NLD လွတ်တော်အမတ်တွေမပြောမဲ့တခြားတိုင်းသားဝန်ကြီးတွေကဒီကိစ္စကိုပြောမှရမယ်လို့ကျွန်တော်ထင်တယ်တကယ်လို့မပြောဘဲနဲ့ကောက်ကငင်က NUG ကအခုကျွန်တော်တို့ထင်ထားတဲ့လမ်းကြောင်းကိုဘာကနေထပြီးအကောင့်ထဲပေါ်လာမယ်ဆိုရင် NUG မှာပါဝင်ပတ်သက်နေတဲ့ကျွန်တော်တို့တိုင်းသားဝန်ကြီးတွေကရင်ဝန်ကြီးတွေကရင်ဝန်ကြီးတွေကချင်ဝန်ကြီးတွေအကုန်လုံးကဒီတစ်ခေါက်ရဲ့ပလန်ဘီကိုခေါ်မသွားတဲ့ဂုတ်ချနဲ့ပူနေမယ်ကြားနေမယ်ဆွေးနွေးပွဲမှာဆွဲခေါ်မယ်ဆိုရင်အဲ့ဒီဝန်ကြီးတွေကတမိုင်းတရေခံဖြစ်သွားနိုင်တယ်ဒါကျွန်တော် NUG မှာရှိတဲ့ကျွန်တော်တို့တိုင်းသားကရင်ဝန်ကြီးတွေကရင်နေဝန်ကြီးတွေမွန်ဝန်ကြီးတွေကချင်ဝန်ကြီးတွေကိုကျွန်တော်ပွန့်လင်းလင်းတာထောက်ပြတာလေဆိုတော့ဘာပဲဖြစ်ကျွန်တော်တို့ကကောင်းဒီပဲဖြစ်စေဆိုးဒီဖြစ်စေဘယ်လန်းသွားမလဲဆိုတဲ့ဟာကို NUG ပဲဖြစ်နောင်ပေါ်ပေါက်လာမဲ့ဖက်ဒရယ်အစိုးရပဲဖြစ်ဘယ်သူပဲဖြစ်ပွန့်လင်းလင်းချပြတည်နေလို့ကျွန်တော်ထင်တယ်ဒါကျွန်တော်ဒါတော့အဲ့လိုပဲနားလဲတယ်ဘာဖြစ်လို့လဲဆိုရင် NLD ရဲ့ဒီချင်းတစ်ခါတော့ NLD ရဲ့တွားတဲ့လမ်းကြောင်းကတိတ်ပြီးမှဆွေးနွေးထားမရှိဘူးသူကလေ top down ဆင်းတဲ့ပုံစံများတော့အဲ့ဒီပုံစံပဲကောက်ကငင်ကဒီမိုကရေစီရရင်ပြီးရောဒီကျွန်တော်တို့သူတို့တင်ထားတဲ့အာဏာကိုပြန်ရရင်ပြီးရောဆိုတဲ့ပုံစံမျိုးထားလျှောက်လိုက်ရေဒီတစ်ခေါက်အတက်ပေးသွားတဲ့ကလေးတငယ်တွေအကုန်လုံးနားကားသွားနေတယ်နားကားသွားနေတယ်ဒါအခုကျွန်တော်ကNUG ကအဲ့လိုသွားနေတယ်လို့ပြောတာမဟုတ်ဒါပေမဲ့ကျွန်တော်ကတန်တရားအကြီးဝင်နေတယ်အခုဒီနေ့ cherry ထက်ကိုထပ်ဖမ်းနိုင်တဲ့ကိုကျွန်တော်တို့က plan B လို့ခေါ်တဲ့အမြင့်ဖြုတ်ရဲမြန်မာမြေပေါ်မှာဘယ်တော့မှရမဖြစ်တဲ့နောက်ဘယ်တော့မှတိုက်ပွဲမရှိတဲ့အင်မတန်ငင်းချမ်းတဲ့နိုင်ငံတော်ကိုတည်ထောင်ချင်တာလေဆိုတော့ကျွန်တော်တို့ plan B အခုစစ်တပ်မှာပြည်သူကိုပြစ်တက်နေတဲ့လိုင်တာယာမြောက်တကုံရန်ကုန်မန္တလေးမုံရွာစကိုင်းဗမာပြည်လုံးမှာပြည်သူကိုပြစ်တက်နေတဲ့ဓမြတိုက်နေတဲ့ခူးဆူးလူရက်နေတဲ့ဒီရဲတွေစစ်သားတွေကိုနောင်ပေါ်ပေါက်လာမယ်အစိုးရမှာကျွန်တော်တို့ဒီစစ်သားရဲတွေကိုကျွန်တော်တို့ကမသုံးချင်ဘူးကျွန်တော်တို့ကအခု PDF လို့ခေါ်တယ်ကျွန်တော်တို့ရဲ့ကလေးတငယ် Gen Z တွေတိုက်ပွဲဝင်နေတဲ့လူတွေ UG တွေ local PDF တွေတကယ်ကိုပြည်သူမျက်နှာကြည့်တဲ့စစ်သားတွေတစုံတူတဖွဲ့ရဲ့အမင်းကိုပဲနာခံတာမဟုတ်ပဲနဲ့ဘယ်ဝန်ကြီးရဲ့အမင်းကိုမနာခံဘူးဘယ်တမဒရဲ့အမင်းကိုမနာခံနိုင်ဘူးအောင်ဆန်းစုကြည်ရဲ့မျက်နှာလည်းမကြည့်နိုင်ဘူးဘူချုပ်ကွန်မော်ရဲ့မျက်နှာလည်းမကြည့်ဘူးဘောကျော်ဟေးရဲ့မျက်နှာလည်းမကြည့်ဘူးကရင်နီစစ်ဦးစီးချုပ်ရဲ့မျက်နှာလည်းမကြည့်ဘူးတမဒရဲ့မျက်နှာလည်းမကြည့်ဘူးတိုင်းသူပြည်သားတွေရဲ့မျက်နှာကိုပဲကြည့်တတ်တဲ့စစ်သားတွေပဲလူချင်းတာဗျဆိုတော့အခုရှိနေတဲ့ဒီရဲတွေစစ်သားတွေစီပင်တွေမိတပ်တွေရှိသည်မြဒီအုပ်ကြီးအုပ်ငယ်ထွေအုပ်တွေအကုန်လုံးကကျွန်တော်တို့ပြည်သူမျက်နှာကြည့်တဲ့လူတွေမဟုတ်ဘူးသူတို့ကတစုတဖွဲ့ရဲ့စကားပဲနားထောင်တတ်တဲ့အုံနောက်ဆေးခံရတဲ့လူတွေနောက်တစ်ချိန်မှာပြည်ထောင်စုအစိုးရဖြစ်လာလဲအဲ့ဒီပြည်ထောင်စုအစိုးရတမ္မဒတွေဝန်ကြီးတွေရဲ့စကားကိုပဲပြန်နားထောင်မဲ့စစ်သားတွေရဲတွေ
ဖြစ်သွားလိမ့်မယ်ရဲတွေစစ်သားတွေကတမဒတွေကာကွယ်ရေးစစ်ဦးစီးချုပ်တွေဝန်ကြီးတွေရဲ့စကားပဲနားထောင်တဲ့စစ်သားကျွန်တော်တို့မလို့ချင်ဘူးဘာဖြစ်လို့ဆိုစစ်သားတွေရဲတွေထွေအုပ်တွေအကုန်လုံးကကျွန်တော်တို့ပြည်သူတွေကလက်ခံပေးထားတာဆိုတော့ပြည်သူရဲ့မျက်နှာကိုကြည့်တဲ့စစ်သားရဲပဲလူချင်းတယ်ပြည်သူမျက်နှာကြည့်တဲ့စစ်သားတွေရဲတွေလူချင်းတယ်ဆိုရင်အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဒီစစ်သားတွေရဲတွေကိုကျွန်တော်တို့ရဲ့ Federal ပြည်ထောင်စုမှာဒီလူတွေကိုပြည်ထောင်စုတမတော်တားပါလို့ကျွန်တော်တို့ကဘလို့မှသုံးလို့မရဘူးဘလို့မှပြန်သုံးလို့မရဘူးဒီစစ်သားတွေရဲတွေကိုသူတို့ကိုရန်ကုန်မြို့မှာရှိတဲ့ရဲတွေကိုကျွန်တော်တို့ရန်ကုန်မြို့ရဲ့ပြည်သူအသက်အိုးအိမ်စီးစိမ်ကိုကာကွယ်မဲ့ရဲတွေအနေနဲ့လုံးဝကိုကျွန်တော်တို့ကလက်မခံနိုင်ဘူးတကယ်လို့ plan A ဖြစ်တဲ့အခု cherry ချက်ကိုဖမ်းပြီးမှနောက်တစ်ချိန်ပေါ်ပေါက်လာမဲ့အစိုးရထဲမှာ cherry ချက်ကိုပြန်သုံးနိုင်ဖို့အတွက်သူတို့ကကြားခွဲရွှေ့နေတာဆိုတော့နောက်ပေါ်ပေါက်လာမဲ့အစိုးရ NLD အစိုးရလက်ထဲမှာအာဏာပြန်လွှဲပေးဒီရဲတွေဒီစစ်သားတွေကဒီရဲဒီစစ်သားဒီတခိုးဒီတမြတွေပဲလေငါတို့ပြည်သူတွေကိုရိုက်တာသူတို့ပဲမရင်ထွက်ခဲ့တည်ရတဲ့ကောင်ထွက်ခဲ့ဆိုပြီးဒီလူတွေပဲဆိုတော့ဒီစစ်သားရဲတွေကိုကျွန်တော်တို့ကဘလူပြန်သုံးမလဲကျွန်တော်အခုစဉ်းစားပေးနေတာကျွန်တော်တို့ကချင်မြေအတွက်မဟုတ်ဘူးနော်ကျွန်တော်တို့ KNU မြေအတွက်မဟုတ်ဘူးနော်ကျွန်တော်တို့ကရင်မြေအတွက်မဟုတ်ဘူးနော်ဘာဖြစ်လို့ဆိုဒီစစ်သားတွေရဲတွေကကျွန်တော်တို့ကချင်တွေကိုအုပ်ချုပ်တဲ့လူတွေမဟုတ်ဘူးကျွန်တော်တို့ကရင်တွေကိုအုပ်ချုပ်တဲ့လူတွေမဟုတ်ဘူးကျွန်တော်တို့ကရင်နီတွေကိုအုပ်ချုပ်တဲ့လူတွေမဟုတ်ဘူးဒီရဲတွေစစ်သားတွေကကျွန်တော်ရဲ့ရောက်ခမအမျိုးတွေဖြစ်တဲ့အောက်ပြည်အောက်ရွာကဗမာတွေကိုပြန်အုပ်ချုပ်မှာဆိုတော့ဇတ်တူတာစားတတ်တဲ့ဒီလူမျိုးဗမာလူမျိုးရဲတွေစစ်သားတွေအုပ်ချုပ်လို့ကတော့အဲ့ဒီအုပ်ချုပ်ခံတယ်ကျွန်တော်ရဲ့ရောက်ခမမျိုးဗမာတွေတည်ပြီပေါ့ဘာထူတော့မှာလဲဒီရဲတွေစစ်သားတွေနေရာမှာကျွန်တော်တို့က Gen Z တွေနဲ့ကျွန်တော်တို့ကမျိုးဆက်တွေနဲ့အစားထိုးရမှာတကယ်ကိုအုံနောက်ထဲမှာအုံနောက်အဆေးမခံရတဲ့လူတွေနဲ့အစားထိုးမှရမှာအဲ့ဒါမှအောက်ပြီးအောက်ရွာရန်ကုန်မန္တလေးနေပြည်တော်ကတကယ်ကိုတာယာငင်းချမ်းတဲ့ကျွန်တော်တို့ရဲ့မြို့ပြဖြစ်လာမှာနို့မဟုတ်လို့တော့ဒီမိုကရေစီပဲပြန်ရမယ်အာဏာပဲပြန်တင်းပဲမယ်စစ်သားမှလည်းဒီတခိုးပဲရေးလေဒီတခိုးတွေဒီတခိုးရေးတွေဒီတခိုးစစ်သားတွေဒီမဒင်းစစ်သားတွေမဒင်းရေးတွေပဲအုပ်ချုပ်တယ်ဒီတဒေါင်းစား sorry ဒီတဒေါင်းစား sorry ဒီစီပင်းတွေဒီခိတန်တွေဒီအထွေထွေအုပ်ချုပ်ရေးတွေပဲပြန်အုပ်ချုပ်ဆိုမင်းရန်ကုန်မန္တလေးနေပြီးတော့တွားပြီပေါ့ဘယ်လိုလုပ်တော့မလဲကျွန်တော်တို့ကစနစ်တစ်ခုလုံးကိုပြောင်းပြန်လန်ပလိုက်ချင်တာကျွန်တော်တို့ကအမျိုးသားရင်ကြားစီရေးဆိုပြီးဒီစစ်သားနဲ့ကျွန်တော်တို့ကလုံးဝစီမှာမဟုတ်ကျွန်တော်တို့ကအမျိုးသားတန့်ရှင်းရေးလုပ်ရမှာအမျိုးသားရင်ကြားစီရေးမဟုတ်အမျိုးသားတန့်ရှင်းရေးလုပ်ကိုလုပ်ရမှာကျွန်တော်တို့ကအခုဒီ non CDM တွေပါအကုန်လုံးကျွန်တော်တို့အလုပ်ထုတ်ပလိုက်ရအကုန်လုံးရှင်းထုတ်ပြန်ကျွန်တော်တို့ CDM ဝင်နေတဲ့ကျွန်တော်တို့ရဲ့ပြည်သူသူရဲကောင်းတွေကိုကျွန်တော်တို့ကအစိုးရဝန်ထမ်းနေရမှာသူတို့ကိုပြည်သူဝန်ထမ်းနေရမှာပြန်ထည့်ရမှာစစ်သားတွေလည်းအဲ့လိုပဲ CDM ပါလာတဲ့စစ်သားတွေလောက်ပဲကျွန်တော်တို့ကပြန်သုံးပြီးမှတခြားအသစ်လောင်းမှာဒီစစ်သားတွေဒီဘူချုပ်တွေဘူမူးတွေကိုအပြောင်းအလဲမလုပ်ပဲနဲ့ဒီဘူမူးတွေဒီဘူချုပ်တွေတခိုးသမျှတွေဘူမူးဘူချုပ်တွေကိုငါတို့ကတမကူတမမူးတွေကိုတမကူကိုကျွန်တော်တို့ကပြည်ထောင်စုတမတော်ဆိုပြီးပြန်တမမယ်ဆိုတွားပြီပေါ့ကျွန်တော်တို့အောက်ပြီးအောက်ရမှာဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ဗမာပြည်သူတွေငါတို့ဗမာပြည်ဘယ်လိုလုပ်ကြမလဲအခုကျွန်တော်ပြောပေးနေတာတိုင်းရင်းသားတွေအတွက်မပါဘူးနော်ကျွန်တော်တို့ကချင်တွေအနေသားကြီးကျွန်တော်တို့ကချင်တွေကဘင်းမှာမင်းတို့ NLD ပဲအာဏာပြန်ရ
Minu Badube Nini KIA or Binoma. Da a Kupumpulim of Piodines Campiora. NLD go Anna Pianloy baby Machina, NLD ne Sitane Pompima Kachingo Tai ile Kachiano Binoma. Namely Robu. Kayinale Binoma. Sura Kayinle Binme, Kayinile Binome, Kachinle Binome. So in Swinu there. UN ga swinu pe de ASEAN ga kin pe de lan chong ga ong min twa bi sit tat ka le ana pian pe bi so yin chano ro ye democracy a so ya pian paw la bi Yangon Mandalay ne bi to aw yaw ma so ro ai di democracy a so ya ga tu ya phwai si paw ya Kachin KIA တွေ KNU တွေ Kayin ni တွေ ကျွန်တော်တို့ချင်းတမတော်တွေနဲ့ကျွန်တော်တို့စကိုင်းနဲ့အထက်ပိုင်း PDF တွေဒီ Kachin region PDF တွေ Kayin ni region PDF တွေ Kayin PDF တွေကလက်ခံမှာမဟုတ်တော့ဘူးဒီလမ်းကြောင်းကိုတို့လက်ခံမှာမဟုတ်တော့အဲ့ဒီကျွန်တော်တို့ရဲ့ Gen Z ကလေးတွေကပြည်မကိုပြန်မှာမဟုတ်တော့တို့က Kachin region မှာနေလို့ Kachin ပဲပါတော့မယ်စကိုင်းတဲ့အထက်ပိုင်းအကုန်လုံး Kachin နဲ့ပေါင်းတော့မှာတို့ကချင်းတောင်ရောအကုန်လုံးဆိုတော့တောင်ပိုင်းဘက်မှာအကုန်လုံးပေါင်းပြီးမှ Gen Z တွေနဲ့ကျွန်တော်တို့ပြည်သူ့တပ်မတော်တွေကို NLD နဲ့စစ်တပ်ကအကြမ်းဖက်ဆိုပြီးပြန်ကျင်းရပြီးကျွန်တော်တို့အချင်းချင်းအဲ့ချိန်မှာပြည်သူ့စစ်အကြီးကြီးပြန်ဖြစ်တော့မှာဘယ်လိုလုပ်ကြမလဲဒါနာဖြစ်လာနိုင်တဲ့လမ်းကြောင်းပေါ့နော်ဖြစ်လာနိုင်တဲ့လမ်းကြောင်းပေါ့ငါတော့စိတ်မလို့ပါဘူးမင်းတို့အောက်ပြီအောက်ရမှာဆရာစိတ်လို့နဲ့ပြောနေနော်ငါအနေသားကြီးဒီနေ့ဒီချိန်ထိအဲ့ဒီမင်းတို့အရင်လေးစားတဲ့ဗမာတတ်မတော်အုပ်ချုပ်တဲ့အောက်မှာနေတာမဟုတ်ဘူးငါတော့ခဲအုပ်ချုပ်အောက်မှာနေတာတကယ်ငါပိန်းတယ်မင်းတို့နော်အဲ့ဒါဒလန်နဲ့အဲ့ဒါစိတ်လို့တယ်ဆိုတာပြောပြမယ်ဒလန်နဲ့အဲ့ဒါအမ comment မှာဖတ်ကြည့်အဲ့ဒါတလောက်ဇတ်တူတာစားနေတာတော့မှစိတ်လုံးလို့ပါဘာအဲ့လိုတော့လုံးမှာမဟုတ်ဘူးဆိုတော့မင်းကိုလူမျိုးအချင်းချင်းတတ်နေတာလေဒီလိုမျိုးရေးတွေစစ်သားတွေကိုနေကအေးစစ်စစ်နေအတေခံခိုင်းတယ်ဆိုတာဒါဆိုတော့မင်းကတပ်ဖက်ကလူပဲဖြစ်မယ်မဟုတ်လေဖုတ်တခိုးသမျှဖက်ကလူပဲဖြစ်မယ်ဆိုတော့ကျွန်တော်တို့ NUG လည်းဒါကိုစဉ်းစားရမယ်။ဒါကျွန်တော်ပြောချင်တာဟို NUG ဒီလမ်းကြောင်းသွားနေတယ်လို့ပြောတာမဟုတ်ဘူး။ကျွန်တော်အဲ့လိုတော့ပြောနေတာမဟုတ်ဘူး။ဒါပေမဲ့စစ်တပ်ကဒီလိုမျိုးထုတ်ခိလာတယ်ဆိုတော့ cherry ထက်ကိုကောက်ဖတ်လိုက်နဲ့ကျွန်တော်တန်တရားကထိဆုံးကိုရောက်လာပြီ။ cherry ထက်ကိုကောက်ဖတ်လိုက်တာနဲ့ကျွန်တော်တန်တရားကထိဆုံးကိုရောက်လာပြီ။ရှင်းပြောရရင် cherry ထက်တို့ကတမတော်ရဲ့တကယ်ကိုသူတို့ကဝက်ဖဲအကြီးဆုံးလန်တာ cherry ထက်ကဒီဂုတ်ကြရဲ့ဝက်ဖဲအကြီးဆိုတော့ cherry ထက်ဆိုတဲ့ဝက်ဖဲကိုထလာပြီဆိုကြတဲ့ကျွန်တော်တော့မယုံတော့ဘူးတန်တရားအယံဝင်လာပြီဆိုတော့ဟုတ်ပြီအခုသူတို့ဘလူပဲပြင်စင်ဘလူပဲလမ်းကြောင်းခင်သူတို့ NUG ကအစတမတော်ကအဆုံးUN ကအဆုံးအာဆီယံကအဆုံးတရုတ်ကအဆုံးသူတို့ဘလောက်ပဲအစီအစဉ်ဆွဲသူတို့ရဲ့အစီအစဉ်သူတို့ရဲ့ plan ကိုဘယ်သူဖျက်ဆီးလို့ရလဲဆိုရင်တိုက်သူပြည်သားတွေဗျ။ဘာဖြစ်လို့ဆိုပြည်သူသာအမိပြည်သူသာအဖဖြစ်တယ်။ပြည်သူလက်မခံဘူးဆိုရင် UN ကအစအတီးပြုတ်ပဲလို့မရအောင်အမေရိကန်ကလည်းအတီးပြုတ်ပဲလို့မရအောင်အာဆီယံလည်းအတီးပြုတ်ပဲလို့မရအောင် NUG လည်းခင်းလို့မရအောင်အဲ့ဒီလမ်းကြောင်းကိုအဓိကကျွန်တော်တို့ပြည်သူတွေလူချင်းတဲ့လမ်းကြောင်းကိုကျွန်တော်တို့ပြည်သူတွေကဖော်ဆောင်ပိုက်ခွင့်အပြည့်ရှိတယ်နိုင်ငံတော်ဆိုတာပြည်သူပြည်သားတွေကိုခေါ်တာတန်54တန်တော့ပြည်သူလူကိုနိုင်ငံတော်လို့ခေါ်တာ
Uma NLD Asuya Swa Anaya Asuya Tu Nangandom Hopu NUG Swa Le Alume Tuga National Unity Government Stick Nematu. Akua Chinoa Nangando Sura Chino Pitu. Sura Asuya Sura Garo. Do you go when I Nani bed Nangango Uchuluya Nani Pidoi do a Masaido Nangandone. Tuarobe, Baba. So Chino Pitu. Chino Pitu, Lemakamusui, Chino Nanga Kanchimao, Puduma Bumpolum Yao, Era Chino Tita. So Hopi, Truga Bay Lanchong Bay Kinki, Chino Twachin Lanchongo, Chino Plan B Domile, Ta Shiniras, Deep Plan B Chinoga. Nyolu Mayao, Deep Plan B Luchi, and Luluyam. Elu Plan B Maluchine Ludiga Bale Sura, first Hublu Hodele, Chino Naipu, Nia Be Lurode, Tumia Be Lurode. Netu Larome, America Larome. Ako, UN got and UG Soda, Below Lale, Chita Lade, Ucho Mutu, now that the knitted and do be there. UN got Silly, Dima Daru Tinjaya me, Pari Lua me, Kucha Takaro, Matane Robu. Eh, any mule hagu, Sigun Zaria, no Piduga, Bumiane, Arubia Mananga. Kenda, Ira, Pietana. Pitu, Pita, to Wellawa, no Pidumiane. Nanga ye ati amigo, Mashibu, no Pinu, a look Maluchibu. Go ye Kanchamago, go Panti Chilelu, Mashibene, Tumia, La Kumala, Uenga La Kumala, Badula Kumale, Suragu, Miore, Ludiga, Miane, and the Mio Plan Egale, Kachile Tane Corson, Zai Miana. Me in share yalla lime. Plan Ega sai nyanya. Menu in share yalla lime. Era plan A sura. Na tong shi alma. Bune me jane me bian woodvalime. Fedre sura luchinu. Pazanebe olumeo. Dilimu taibi dilimu pinechima. Fedre luchine suye. Luda loloyame. Pomasagama tawun yumu tawun kamu. Sura Shire, Tawun Yumu, Tawun Kamu. Poure Fedre Luci, Poure Aluluam. Shanule Fedre Luci, Aluluam, teaching Nangan the Kulua, Maru Taipia, Chuchung Jane, Maru Taipia, Joutema, Sinerechema, Kachin Kayan, Kayin Jim, Moon Pama Yakai Shan, Akulu Aluluam, along Malubene Fedre La Tongluaro, sorry, Uma Jaro Kachimbi Masubaro, Jaro, Mune Suri Shide, Bamari Shime, Jaro, Shani Rishime, Jaro Li Suri Shide, Wang Rishide, Jim Poli Shide, Long War, Zaiwala, Che Rishide, Bidu Sidu Shide. So Jaro Kachimbi Ma, Simman de Fedrega, Mopo Machin, Ke Ega Pinoma. So Kachimbi Ma Shida, Bidu Sidu, Shani Bidu Sibe. Ruang Pitu Sebe, China Bama Pitu Sebe, Beluma Ke Ego to a Tula Numiao, Ganmanao, Kupine ma Shide Lenacadu Mulut Ke Ega, Matira, Matura. Gocha Wanda Doma Sulu. The Gelura Bilumes, any Shani Pitu Siswa, Nayet Pilu Siaram Lu, Nayet Malu. So a coach Ranu Kachin Nanga Ye Kachin Pie. Federe Lula Quingu Lucine Soe, Shani Pidusi de Gaza, Shani Lumude aso, Lisu Lumude aso, NDA kids Kongting Yingre aso, Jaro La San on Pidusi aso, I look Luame, Maluk Usue, Simman Federe Pobolabi, Kia Edune Kachin Region PDF de Gokjago, Bin Tungne, Kamiano Bok Cha Sokayame, quite Biome. Kachimpi ma ne tiny there. Kachimbe baby, Boma baby, China Lumio, Michinamio ma, Gune Masai Lu Bia Sai tiny there, Talan Lune there, Boma de Gaza, a Gong Longo, Kachin Asuyaga, in Tong Supian Sipima, Nangan Dago, Pian Pamela, Yuk Ding Malazra, Edi Achima, Queen, Quake, Dialing. Edi Achima,
မူညင်းနေမှာရှိနေတဲ့ကုတ်ကြားကိုထောက်ခံနေတဲ့ရှမ်းနီတွေရှမ်းနီပြည်သူစစ်တွေဟောတန်ကူတန်ရဲ့ရဝမ်ပြည်သူစစ်တွေလီဆူပြည်သူစစ်တွေဦးဆွေမြင့်တို့အဖွဲ့ကိုကချင်ပြည်နယ်မှာစစ်နယ်ခွင့်ပေးမလားနှုတ်မွေကချင်ပြည်နယ်ကနဲ့စကားနဲ့ပြင်းသွားလားမသိဘူးနော်ကချင်ပြည်နယ်ကနဲ့ဖွဲ့ခွာခိုင်းမလားဆိုတာအဲ့ချိန်မှာကချင်ရီဂျီမှာတိုက်ပွဲဝင်နေတဲ့ PDF ကလေးတွေနဲ့ KAA ပြည်သူစစ်သားတွေရဲ့သဘောဖြစ်သွားပြီဒါပဲပြည်နယ်တစ်ခုမှနေအဲ့ဒီပြည်နယ်ရဲ့ဝန်ကိုထမ်းကိုရတယ်တာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိရတယ်ကျွန်တော်တို့ပြည်ထောင်စုတမဒါမြန်မာနိုင်ငံအထဲမှာမြည်တည်နေထိုင်တဲ့135မျိုးတော့မျိုးနွယ်စုတိုင်းမှာပြည်ထောင်စုဒုက္ခရောက်တဲ့အချိန်မှာဒီလိုမျိုးပြည်ထောင်စုသားတွေငိုကြွေးတဲ့အချိန်မှာအလုတ်ဖို့လူတိုင်းမှာတာဝန်ရှိတယ် UWASA တော့ငကောင်းဝါလူမျိုးတွေငကောင်းပိုးတွေတော့ငကောင်းရှမ်းတွေတော့ငကောင်းရှိသည်များလူမျိုးတွေအကုန်လုံးမှာတာဝန်ရှိတယ်ဒီပြည်ထောင်စုရဲ့တာဝန်ကိုမယူဘဲနဲ့ပြည်ထောင်စုရဲ့ရပိုင်ခွင့်ကိုယောင်လို့တော့မစင်စားနဲ့ sorry ပဲနိုင်ငံတစ်ခုဆိုတာအသက်သွေးနဲ့စတဲ့ထားတာငါတို့ကချင်နယ်ကိုကချင်ဘူပေးတွေဂျပန်ကိုတိုက်ထုတ်တယ်အင်္ဂလိပ်ကိုတိုက်ထုတ်တယ်ကြည်စံဂျပန်ကိုငါတို့ကမတ်လ20ခုရန်ကုန်မှာတတ်မထွေးခင်ကလေးက24 25 26မှာနိုင်ပြီးမှကချင်တွေမနှောတော့ကပြီးတော့စိတ်လုံးမှာကချင်ပြည်မှာဂျပန်မရှိတော့အဲ့ချိန်မှာကချင်ဘူပေးတဲ့အသက်စတေးခဲ့ပြီးကာကွယ်ခဲ့တာဖြစ်တယ်ကချင်ပြည်ကိုဂျပန်လက်ထက်ကနေလူထားတာကချင်ပြည်ကိုအသက်ပေးပြီးကာကွယ်ထားတာကရှမ်းနီတွေမဟုတ်ဘူးတခြားအဲ့ဒီဥဆွေမြင့်လီဆူတွေမဟုတ်ဘူးတန်ကူတန်ရဲ့လက်ဆုပ်ဆန်ရဝမ်တွေမဟုတ်ဘူးအခုပြည်သူမျက်နှာကြည့်ပြီးပါလာတဲ့ရှမ်းနီလူမျိုးတွေအများကြီးပဲပြည်သူမျက်နှာကြည့်ပြီးပါလာတဲ့လီဆူလူမျိုးတွေအများကြီးပဲပြည်သူမျက်နှာကြည့်ပြီးပါလာတဲ့ရဝမ်လူမျိုးတွေအများကြီးပဲအခုပြောနေတာပြည်သူမျက်နှာမကြည့်ဘဲနဲ့စစ်တပ်ဖက်ကိုထောက်ခံပြီးနေနေတဲ့လူမျိုးတွေကိုကျွန်တော်ဘင်းကိုပြင်းလို့မှာကချင်ပြည်မှာအဲ့ဒီမရန်အောင်လတ်လို့ခေါ်တဲ့ခက်ထင်းနန်းကိုရန်ကုန်ကိုပါစေပို့ပေးမယ်နော်ဆိုတော့ကျွန်တော်ကချင်ပြည်ရဲ့အကြောင်းပဲပြောမယ်ဂျာနဲ့ပြည်နယ်တွေကကိုယ့်ဟာကိုယ်ဆုံးဖြတ်ကြပါနော်ကျွန်တော်ကရင်ပြည်ရဲ့အကြောင်းကိုကျွန်တော်ပြောပိုင်ခွင့်မရှိဘူးဆိုတော့ကျွန်တော်ကချင်ပြည်ဖက်ဒရယ်ရပြီးသွားရင်တလတိတိကချင်ပြည်မှာအင်တာနက်ဖြတ်ရမယ်အင်တာနက်ဖြတ်မယ်မီးဖြတ်မယ်အကုန်ဖြတ်မယ်ပြီးမှကျွန်တော်ကချင်ပြည်မှာဆေးကြောတန်းစင်ရဲလို့ရမယ်ဆိုတော့ကျွန်တော်ကချင်ပြည်ကျွန်တော်ကနေမြေရှင်းလင်းရဲလို့ရမယ် PDF ကလေးတွေနဲ့ကချင် region PDF တွေနဲ့ KIA ပြည်သူ့တပ်မတော်သားတွေနဲ့ပေါင်းပြီးအင်တာနက်ဖြတ်မယ်ကချင်ပြည်မှာအင်တာနက်တလဖြတ်မယ်အဲ့ချိန်မှာနေတော့အောက်ပြည်အောက်ရွာကဗမာညီကူတွေက we stand with KIA ဆိုပြီးတစ်ချက်လောက် over ကျွန်တော်ကချင်ပြည်မှာကျွန်တော်နေမြေရှင်းလင်းရဲလုပ်ရမယ်ဘာလဲဆိုရင်ဘောက်ချဆုပ်เสียရှိတယ်ကုတ်ကြားကိုရှင်းပြီးတော့မှကချင်ပြည်မှာကျွန်တော်တို့ကချင်လူမျိုးတွေဆက်ပြီးမှဘောက်ချဆုပ်เสียလို့တဲ့အကိုလုံးမှတ်ထားတယ်နော်ဆိုတော့အခုပြည်သူမျက်နှာမကြည့်ဘဲနဲ့ခတ်တီထိုင်နေတဲ့ရှမ်းနီပြည်သူစစ်တွေနဲ့အချို့ majority ရှမ်းနီတွေအဲ့ဒီလီဆူဒူးလဲပါတီနဲ့အဲ့ဒီတချို့လီဆူတွေပြီးမှအဲ့ဒီတန်ကူတန်ရဲ့ရဝမ်ပြည်သူစစ်နဲ့အချို့ကချင်ရဝမ်ယူရရင်ကျရဝမ်တွေပြည်သူမျက်နှာမကြည့်တဲ့လူတွေစောင့်တယ်ပြည်ထောင်စုဖက်ဒရယ်ပေါ်ပေါက်လာပြီးတလတိတိကချင်ပြည်ကိုအင်တာနက်ဖြတ်မယ်နေမြေရှင်းလင်းရေးလုပ်မယ်ခက်ထင်းနန်းကိုပါအစရန်ကုန်ပါစေပို့ပေးမယ်အတက်ပေးတော့ကချင်ကလေးတွေဗမာကလေးတွေအခုကျွန်တော်တို့ PDF ကလေးတွေအတက်ပေးပြီးမှ
Federal ပေါ်ပေါက်လာတဲ့အချိန်မှာတို့အရေးဆိုပြီးထွက်လာလို့ကတော့ sorry ပဲပါတီလဲလာမဖွဲ့တဲ့ဆိုတော့နင်တို့အောက်ပြီးအောက်ရွာမှာလဲနေနေရှင်းလင်းရဲလုပ်တဲ့အချိန်မှာအင်တာနက်ပါဖြတ်လိုက်ကျွန်တော်ကချီပြရလဲ we stand with Bogo we stand with Yangon လို့အော်ပဲမဲ့အဲ့ချိန်မှာနင်တို့ကနေနေရှင်းလင်းရဲပေါ့ကွာနေနေရှင်းလင်းရဲလှလေးပေါ့ဆိုတော့အခုဟုတ်ပြီပြောတာကျွန်တော်တို့တောင်မြောက်ဖြစ်သွားပြီလမ်းကြောင်းပြန်တဲ့ပဲအခုဒီချယ်ရီထက်နော်ဟုတ်ပြီချယ်ရီထက်ကိုလွတ်လိုက်တာကျွန်တော်တန်တရားကြီးဝင်လာတယ်ဆိုတော့ဒီတန်တရားကိုသူတို့ရဲ့ plan ကိုကျွန်တော်တို့ပြည်သူတာခြေဖြတ်လို့ရတယ်ဒီအခြေဖြတ်ဖို့ကျွန်တော်တို့ပြည်သူတွေဘာလုပ်ရမလဲဆိုအလုပ်လုပ်ရမယ်ဆိုတော့ကျွန်တော်တို့အချိန်တိတ်မရှိတော့ time is money အချိန်ကရွှေကဲလို့တန်ဖိုးရှိတယ်တဲ့ဒီရက်ပိုင်းမှာအခုတပတ်နှစ်ပတ်မှာဒီတပတ်နှစ်ပတ်ပေါ့နော်ဒီတပတ်နှစ်ပတ်မှာကျွန်တော်တို့တိုက်တူပြည်သားတွေကျွန်တော်တို့ PDF တွေကျွန်တော်တို့ local PDF တွေ UG တွေကကျွန်တော်တို့အလုပ်အမြတ်လုပ်ရမှာဆိုတော့ကဘာကြီးကနဲ့ UN ပဲဖြစ် ASEAN ပဲဖြစ်ရှိသမျှလူတွေဒီ plan A ကိုအကောင့်ထဲပေါ်လိုက်ဆို plan A ကိုအကောင့်ထဲပေါ်လို့မရအောင် UN ကဝင်ပြီးညှိနှိုင်းလို့မရအောင်ကျွန်တော်တို့ဒီ ASEAN ကဝင်ပြီးညှိနှိုင်းလို့မရအောင်ကျွန်တော်တို့ပြည်သူတွေမင်းတို့ရဲ့ညှိနှိုင်းရေးလမ်းကြောင်းကိုမလို့ချင်ပါဘူးဆိုတဲ့ဟာကိုကျွန်တော်တို့မေးပြမှာတဒုံတတိုင်းနဲ့ကျွန်တော်တို့ကမြို့တင်းရွာတင်းစခန်းတင်းအကုန်လုံးကိုလုတ်ရတော့မယ်ဆိုတော့အထူးသဖြင့်အောက်ပြည်အောက်ရွာကမြို့ပြကြီးတွေမှာကျွန်တော်အရန်ဆိုးနေတယ်ခဏနဲ့ NUG ကနဲ့အချို့ NLD လွတ်တော်အမတ်တွေကပြည်နယ်တွေတော့မရတော့ဘူးသူတို့တော့ဘယ်လိုပဲဖြစ်ဖြစ်အရင်ကတည်းကကျွန်တော်တို့ဗမာပိုင်မြေမဟုတ်ဆိုတော့သူတို့ထွက်ခါမှထွက်သွားရောအောက်ပြည်အောက်ရွာဗမာပြည်ဗမာဘိုးဘွားပိုင်မြေကိုပဲသူတို့အုပ်ချုပ်မယ်ပြီးမှဒီတခိုးစစ်တပ်တွေတခိုးရဲတွေဓမြရဲတွေကလင်ကချစ်စီပင်တရားတွေတခိုးချဘူးမိတပ်တွေအကုန်လုံးဒီဒလန်အုပ်ကြီးအုပ်ငယ်တွေနဲ့ဒီအုပ်ချုပ်ရဲထွေအုပ်နဲ့ပဲဒီမိုကရေစီပြန်သွားမယ်ငါတို့ဘာမှဆိုပြီးတီထောင်မယ်ဆိုရင်ငါရောက်ခမမျိုးတွေတေရောကွာတေရောပဲလားရလာတယ်အင်္ဂလိပ်စကားမှာ region cleansing တဲ့ချစ်စရာလေနော်အဲ့မှာယောင်လို့ ethnic cleansing လို့တော့မထင်တော့ဒလန် cleansing လို့ခွာထိုင် cleansing လို့ဟိုမရောက်ဒီမရောက် cleansing ဆိုတော့ကျွန်တော်တို့ NUG ရဲ့ plan စစ်တပ်ရဲ့ plan UN ရဲ့ plan ASEAN ရဲ့ plan ကိုပြောင်းပြန်လာနိုင်တာငါတို့ပြည်သူတွေလက်ထက်မှာဆိုတော့ကျွန်တော်တို့ UG တွေကျွန်တော်တို့ PDF တွေကျွန်တော်တို့ local PDF တွေကနဆတူပြီးမှကျွန်တော်တို့အလုပ်လုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့မြို့မှာတင်းတတိုင်းနဲ့ရန်ကုန်လေးတင်းဘကိုးလေးတတိုင်းမိထလာထွေလေးတတိုင်းတောင်ရောတတိုင်းရမေးတင်းကြောက်စေရောတင်းတတိုင်းမြန်လုပ်တယ်ဆိုရင်အကုန်လုံးကျွန်တော်တို့ရဲ့ plan ကကျွန်တော်လူချင်တဲ့ plan B ကိုပြန်ရောက်လာနိုင်တယ်ဒါကျွန်တော်စဉ်းစားရပါတော့ဒီအချိန်မှာဘယ်သူကဂျင်းထဲတယ်ကျွန်တော်ကဂျင်းထဲတယ်NUG ကဂျင်းထဲတယ်စစ်တပ်ကဂျင်းထဲတယ်ဆိုတာတဲ့ကျွန်တော်တို့ကကြိုတင်ပြီးစဉ်းစားထားပြီးမှတည်ရမယ်ဆိုတော့အခုကမ္ဘာနိုင်ငံရဲ့အခင်းအကျင်းနိုင်ငံကြီးတွေရဲ့အခင်းအကျင်းအပြောအဆိုNUG ရဲ့အခင်းအကျင်းအပြောအဆိုတွေနဲ့မြေပြင်အခြေအနေကိုကြည့်တဲ့အချိန်မှာကျွန်တော်တို့အလုပ်လုပ်မှရတော့မှာပဲအမြန်လုပ်မှရတော့မယ်ကျွန်တော်တို့မြေပြင်မှာမြန်မလုပ်ဘူးဆိုရင်မဖြစ်တော့ဘူးဗျဘုံကလေးပဲခွဲနေလို့မရတော့ကျွန်တော်တို့ကတကယ်ကိုမြို့ပြကြီးမှာကိုကျွန်တော်တို့ကစခန်းတင်းမြို့တင်းတိုက်ပွဲကိုကျွန်တော်တို့ကဖော်မရတော့မယ်ဥမာကျွန်တော်တို့ကပဲကိုးတိုင်းမှာဆိုဥမာဖြိုးတို့ဘာတို့စစ်တောင်းမြေဝမ်းတို့ဟိုဘက်ပေါ့နော် PDF တွေလာတဲ့လွယ်တဲ့
မြို့တွေမြို့ပြီးမြို့အဲ့လိုမြို့တင်းတိုက်ပွဲတွေကျွန်တော်တို့တခုခုလုပ်မှရတော့မယ်အဲ့လိုမဟုတ်ဘူးနဲ့ဘုံကလေးပဲခွဲနေပြီလူညီတယ်မညီဘူးလူစားတော့ညီမှာတော့မဟုတ်ဘူးမှတ်ထားလူ94တန်းမှာတကယ်ထေးဝုံအတက်ပေးရေးပြီးအလုပ်လုပ်တယ်လို့94တန်းမလို့ဘူးဗျတကယ်အလုပ်လုပ်တယ်လို့2တန်းလောက်ရှိအကုန်လုံးပွဲဖြတ်လို့ရတယ်2တန်းပဲတော့2တန်းထပ်ပြောမယ်2တန်း94တန်းမှာ94တန်းညီရှာမလို့ရန်ကုန်မြို့လူညီဖို့မစင်းစားနဲ့တေးတာတော့မဲ့ဘေတော့မှမညီဘူးဒါပေမဲ့ရန်ကုန်မြို့မှာနေတဲ့လူ2သိန်းလောက်3သိန်းလောက်သဘောတူပြီးမှ9တန်းရှိတဲ့လူဦးရေထဲနဲ့3သိန်းလောက်သဘောတူပြီးအလုပ်လုပ်တယ်ဆိုရင်ကျွန်တော်ရန်ကုန်မြို့ကိုတင်းလို့ရတယ်ဗျလူ3သိန်းပဲတော့တကယ်အဲ့ဒီရန်ကုန်မြို့ကလူ3သိန်းသဘောတူပြီးအလုပ်လုပ်တယ်ဆိုလူ3သိန်းပဲတမျိုးလုံးကိုဘယ်တော့မှမမျှော်လင့်ဘူးဆိုတော့ကျွန်တော်တို့မြန်မာတပြည်လုံးရဲ့အတိုင်းအတာလူ2တန်းပဲကျွန်တော်တို့တိုက်သူပြည်သားလူငယ်တွေပေါ့နော်အသက်35အောက်40အောက်လူ2တန်းလောက်ညီတယ်ဆိုရင်ကျွန်တော်တို့တပတ်အတွင်းမှာမြန်မာတနိုင်ငံလုံးကိုတင်းလို့ရတယ်ဥမာကျွန်တော်တို့အခုရှိတဲ့လက်နက်တွေလုံလောက်တယ်ကျွန်တော်တို့ KA ရှိတယ်ဒီပုံကြီးပဲ KNU မှာလည်းရှိတယ်ဆိုတော့အဓိကကတော့ဒီတနက်ကင်မဲ့ကလေးတွေကမလာဘူးကွာဥမာမြစ်ချနာမြို့မှာတွားကြည့်လိုက်လေကချင်ကလေးတွေရောမလာဘူးဒီတိုင်းပဲနေနေတာမြစ်ချနာမြို့တော့မွန်းရင်ဟူပြင်းတော့ကချင်တွေလည်းမလာဘူးလီဆူတွေပို့ဆိုးမလာဘူးရှိတယ်အင်မတန်နေတယ်ဆေးပြေးဝါဖြစ်တော့ပဲလီဆူလူငယ်တွေရှားတယ်အခု PDF မှာကျွန်တော်ခမနာမလဲဆိုအယောက်60လောက်ပဲရှိမယ်ဒါလီဆူလူငယ်တွေရှာနီဆိုတော့အင်မတန်ရှားပဲဒီတော်လိုင်းရဲမှာ KA ထဲဝင်လာတဲ့ရှာနီလူငယ်တယောက်လောက်တွေ့တေခါနီလူပြန်ရှင်းလာဆိုတော့မှတော်ရှားခက်မှတင်တယ်ရှူရောင်းလူငယ်တွေများတယ်အများကြီးပဲရောင်းလူငယ်တွေဒါပေမဲ့ဒီထက်ပိုပြီးများမယ်တခြားကျွန်တော်တို့ဂျင်ဖောတို့ဇိုင်ဝါတို့လုံဝေါ်တို့မရူးတို့ဒီလူမျိုးစုလေးစုကအများဆုံးဆိုတော့ရောင်းကနေတယ်ဒါပေမဲ့အခုများလာပြီဒါပေမဲ့နေတုံးပဲရခိုင်နှုန်းနဲ့တွေ့လီဆူဆိုတော့ကျွန်တော်ကချီမြို့နယ်စုမှာလီဆူကအရင်နေတယ်အဲကြောင့်ကျွန်တော်တိုက်တွန်းချင်တယ်အမြန်ဝင်ပါလီဆူလူငယ်တွေအမြန်ဝင်နေတော့ကချင်နေပဲအမဂေါ်ခါရီဆိုအများကြီးပဲကျွန်တော်နေပါလီဂေါ်ခါအများကြီးပဲနောက်လာလို့ဆိုဂေါ်ခါညီကူတွေ1000လောက်ပြီးတော့မှာတိုက်ရင်10ရင်လောက်ရှိပြီဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ရန်ကုန်မြို့မန္တလေးမြို့နေပြည်တော်အောက်ရွာမှာကျွန်တော်တို့မြန်အလုပ်လုပ်မှရမယ်မြန်အလုပ်လုပ်မှရတော့အဲကြောင့်ကျွန်တော်နှိုးဆော်ချင်တယ်ရှာနီလူငယ်တွေလည်းအဲ့လိုပဲမြန်အလုပ်လုပ်ပါမြန်ပြည်သူဖက်မှာပါလာပါပြည်သူမျက်နှာကြည့်ပြီးပြည်သူဖက်အမြန်ပါလာလီဆူလူငယ်တွေလည်းအဲ့လိုပဲအမြန်ပါလာအထူးသဖြင့်ကျွန်တော်တို့ကချင်ပြည်ကလွတ်မြောက်နေမယ်ဖြစ်ရဖို့တိတ်မကြတော့ဘူးနော်ကျွန်တော်တို့တနိုင်ငံလုံးအတူလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ဗမာလူငယ်တွေရှိတယ်ခေတ်မှာအများကြီးပဲအဲ့ဒီဗမာလူငယ်တွေကဘယ်သူတွေလဲဆိုပညာတတ်ဂျန်ဇီလူငယ်တွေဒါပေမဲ့အဲ့ဒီကချင်ပြည်မှာအစိုးရအလုပ်လုပ်ပြီးမှလာနေတဲ့ဗမာတွေတကောင်မအောင်ပါအဲ့ဒီမြစ်ချနာမူကောင်းဟူပင်မူညင်ဖကန်မှာရှိတဲ့ဗမာတွေကလူလေတွေမြဒီကောင်တွေမလာဘူးပါမလာဘူး KA မှာရှိတဲ့ဗမာတွေကဆရာဝန်တို့အင်ဂျင်နီယာတို့တက္ကသိုလ်ကျောင်းသားတို့ခေပညာတတ်တွေကြီးပဲအောက်ရွာဗမာတွေအများကြီးပဲကချင်ပြည်မှာ KA မှာပြောတာမြစ်ချနာကဗမာတွေကတကယ်လူလေဗမာတွေမလာဘူးဗျဒီကောင်တွေဒလန်အောင်လုပ်နေတာမြစ်ချနာကဒလန်အရန်ပေါ်တယ်အဲ့ဒီမြစ်ချနာမှာနေတဲ့ဗမာ majority တော်တော်များများကသူတို့ကအရင်တော့အစိုးရအလုပ်လို့လမ်းဘူတို့ကုန်းလန်းတို့စီပင်တို့ခီတတ်တို့အဲ့လိုမျိုးအဲ့ဒီထွေအုပ်တို့ရက်ကျဲအုပ်ချုပ်ရတော့အကုန်ဒလန်တွေကြီးဗျကချင်ပြည်မှာအခြေချနေထိုင်တဲ့ဗမာလူမျိုးတွေ80ခန့်တော့ကချန်စီကိုခွာတဲ့လူတွေ
ဒီဂုတ်ချမ်းတဲ့ဒလန်တွေများနေတော့အဲ့ကြောင့်ကျွန်တော် PDF ကလေးတွေကိုကျွန်တော်ပြောပြမယ်အဲ့ဒီကချင် region PDF မှာပါတယ်ကျွန်တော်တို့ရဲ့ဆရာဝန် engineer တက္ကသိုလ်ကျောင်းသားတွေကျွန်တော်တို့ပညာတတ်အောက်ပြီးအောက်ရွာဗမာ Gen Z တွေကချင်ပြည်မှာအခြေချနေထိုင်တဲ့ဗမာတွေကိုတွားမယုံမိနဲ့ငါတို့ဗမာလူမျိုးအချင်းချင်းပဲဆိုပြီးကချင်ပြည်မှာရှိတဲ့ဗမာတွေတွားယုံလိုက်ခမရနားကားမယ်နော်ဒါကျွန်တော်PDF တွေကိုပြောပြတာဒီကောင်တွေလူလေးတွေဗျအလူထစ်ချင်နေဆိုပြီးမှအဲ့ဒီ PDF တွေ KIA တွေစစ်တွေလာတဲ့အထက်မှာဗမာကချင်ပြည်ဗမာတယောက်မှမပါရှမ်းနီတွေပါတယ်အလီဆူတွေပါတယ်ရဝမ်တွေပါတယ်ကျွန်တော်ဂေါ်ရခါတွေပါတယ်ကျွန်တော်တို့စစ်လူမျိုးတွေပါတယ်မွတ်စလင်တွေပါတယ်အပြင်မှာကျွန်တော်တို့တရုတ်တွေပါတယ်အဲ့ဒီမြစ်ချနာဗမာညီကူတွေ KIA နဲ့ကျွန်တော်တို့ရဲ့ Gen Z ကလေး PDF တွေကိုလူချင်းနဲ့တန်းချင်းနဲ့စကားလည်းမဟုတ်စန္ဒပြရတော့မှဒီကောင်တွေကဒလန်တွေကြီးကြီးပဲအဲ့ကြောင့်ကျွန်တော်ပြောတာ Federal ပေါ်ပေါက်လာကျွန်တော်မြစ်ချနာကချင်ပြည်တလားတီတီအင်တာနက်ဖြတ်ရမယ်မီးဖြတ်ရမယ်အကုန်လုံးဖြတ်ကျွန်တော်ကချင်ပြည်နဲ့တန်းရှင်းရလို့ရမှာအဲ့ချင်းကြတော့ဘုတ်ချဆုပ်တာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီညကျွန်တော်တို့ခြေထက်ကိုလွတ်လိုက်တဲ့ဟာကိုကြည့်တဲ့အချိန်မှာကျွန်တော်တို့မိုးကောင်းကင်ကိုကြည့်တဲ့အချိန်မှာတင်တိုက်တွေတင်မဲတွေတက်လာပြီဆိုရင်မိုးရွာတော့မယ်ဆိုတဲ့သဘောပဲဆိုတော့ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့နိုင်ငံရေးနေပေဒီဟာကိုကြည့်ပြီးမှကျွန်တော်တို့မြေပြင်အခြေအနေမှာအောက်ပြီးအောက်ရွာမှာအောက်ပြီးအောက်ရွာမြို့ပြမှာ2008အောက်ကိုပြန်မစင်းချင်ဘူးဒီငပြောဒီအကျွေးတောင်းချင်နေဆိုရင်ကျွန်တော်တို့အောက်ပြီးအောက်ရွာမှာတကယ်အမြင်အလုပ်လုပ်မှရတော့မယ်ဟိုမှာဘုံလဲခွဲလဲဒီမှာလဲခွဲလဲနဲ့မဖြစ်တော့ဘူးဆိုတော့ကျွန်တော်တို့အောက်ပြီးအောက်ရွာမြို့ကြီးပြကြီးမှာကျွန်တော်တို့မြို့တင်းတိုက်ပွဲဖိဖိချင်းမော်နော်တမျိုးပြီးတမျိုးအဲ့လိုမျိုးကျွန်တော်တို့ကလုပ်မှရတော့မယ်ဖြစ်နိုင်နေရတကားမှာလုပ်တယ်လို့မျိုးပဲအခုစကိုင်းတိုင်းအချက်ပိုင်းကိုသူတို့ကရေလေဖြစ်နေစကိုင်းတိုင်းအချက်ပိုင်းကရေလေဖြစ်နေဒါပေမဲ့ဘလောက်ဖြစ်ဖြစ်စကိုင်းတဲ့အထက်ပိုင်းကိုသူတို့ကခန့်ခေါ်ကိုလုပ်တယ်လို့မျိုးလုပ်လို့မရအောင်အဲ့ဒီစကိုင်းတဲ့အထက်ပိုင်းကိုသူတို့ကစစ်သားအင်အားဂျင်းထဲလေတည်မလားတို့ကိုထောင်တို့ကိုချာတကယ်ပဲမင်းစကိုင်းမင်းစကိုင်းတဲ့အထက်ပိုင်းကိုစစ်သားအင်အားကိုထောင်ပို့နိုင်တယ်ဆိုမင်းတော်ရွှေ့ရကောင်မင်းမင်းကချီပြည်တယ်တခုလို့တော့မင်းကိုထောင်မရှိဘူးဘယ်လိုလုပ်မလဲပြည်လေဘူးလို့ပါတော့ပြည်လေဘူးလို့အဲ့ဒီစကိုင်းတဲ့အထက်ပိုင်းကရွှေဘူတို့ခေဦးတို့ဟိုမှာရှိတဲ့ကျွန်တော်တို့ညီကိုတွေဗမာညီကိုတွေမကြောက်နဲ့ဒီကောင်တွေဂျင်းတဲ့နေတာကိုထောင်ရဲသူတို့အဘကိုတဲ့တော့မှပူတာကိုမသွားဘူးတကယ်ပဲပူတာကိုသွားရင်တော့ပွဲတော့ရလာဒီလားပူတာကိုဘာဖြစ်လို့ဂုတ်ချမသွားတာလဲဆိုတာလေကျွန်တော်လိုက်နေတယ်ဘယ်လိုလုပ်ပြီးတတိယသွားတာလဲနော်ဘယ်လိုလုပ်ပြီးမှပူတာကိုမသွားဘူးဘသူကသူ့ကိုတင်းပေးပြီးမှဂုတ်ချပူတာကိုမသွားတာလဲဆိုတာကျွန်တော်အရန်စစ်ဝင်စားနေတယ်နော်ကချင်ပြည်မှာရှိတဲ့ပြည်သူစစ်တွေအချို့ကျွန်တော် PDF မှာတော်ပြီနောက်မှပြောမယ်ကျွန်တော်အရန်စစ်ဝင်စားနေတယ်နော်ဂုတ်ချဘာဖြစ်လို့ပူတာကိုမသွားတာလဲဆိုတာကျွန်တော်အရန်စစ်ဝင်စားနေတယ်နော်စောင့်နေတာတကယ်ဆိုရင်ပွဲရတီတီလဲဟုတ်ပြီဆိုတော့ကျွန်တော်အောက်ပြောင်းရမှာအလုပ်ကိုများများလုပ်ရအောင်သူတို့စစ်သားဦးရဲ့3000တို့4000တို့9000တို့ပို့ဆိုရှောက်ယုံနေနဲ့သူ
တို့ကျွန်တော်တို့ပြည်နယ်တွေတိုင်းတွေရှိသမျှလူတွေအကုန်လုံးတော့မှတကယ်တိုက်ပွဲဝင်နေတဲ့တနက်ကြိုက်ပြီးတိုက်ပွဲဝင်နေတဲ့တကယ်ကိုအရေးချင်းရှိတဲ့စစ်သားတော်မှာ3000တော့မပြည့်ပါဘူးဆိုနေမှာမင်းဘူးစကိုင်းတိုင်းကိုနေ9000တော့ပို့လိုက်လို့တော့မင်းတေပြီပေါ့စစ်သား9000ကိုနေရတနေရနဲ့တနေရရွှေ့ဖို့ဆိုတာအနည်းဆုံးတလလောက်ကြာတယ်ငပိန်းတွေဂျင်းထဲနေတဲ့ဟောဂုတ်ကြရဲ့မယားပါတာဒူးမနာတာလော်ဘီငပိန်းတွေဘာမှနားမလဲဘူးစစ်သား9000ကိုနေရတနေရနဲ့တနေရရွှေ့ဖို့ဆိုအနည်းဆုံးတလလောက်ကြာတယ်တိုက်ပွဲဝင်မဲ့စစ်သား10ယောက်ဆိုတာဖိုကားတစ်စီးနဲ့ဆိုတာအပြည့်ပဲမင်းဖိုကား10စီးမှစစ်သား100ရမှာဖိုကားအစီး100မှစစ်သား1000ရမှာဒီ9000ဆိုဖိုကားအစီး900ကိုနေမင်းဘူးကိုပူဖို့ဆိုတာနေယူနေလားမင်းတို့ဂုတ်ကြားရဲ့လော်ဘီငပိန်းတွေ3လတိတိလိုက်စားကိုတို့ကစိတ်ကိုစားပြီးမှအလုပ်ပုံကိုပို့တာတော့မှစစ်သား2000ကျော်3000တော့မှ2လ3လလောက်ပို့ရတာဒါတော့မှလမ်းမှာတတိုင်းတိုင်းအပြင်းခံရတော့ရောက်ချင်တဲ့လူပဲရောက်တာဟုတ်တယ်ကျွန်တော်ရဲ့ဒလန်တွေက top fan တွေပါဖြစ်နေအရင်တော့သူတို့ကဟိုရဲ့ဂုတ်ချာရဲ့လူတွေမဟုတ်ဗျကျွန်တော်ရဲ့ top fan တွေကဂုတ်ချာရဲ့လူတော့မဟုတ်ဘူးသူတို့ကစစ်တပ်ထောက်ခံသူတော့မဟုတ်ဘူးကျွန်တော်ရဲ့ top fan ဒလန်တွေကဟိုရတယ်နီပေါ်တွေလေနီပိန်းတွေ NLD မှာ NLD ခေါ်မယ်ဆိုရင်ငရေပါဆင်းမယ်ဆိုတဲ့အဲ့ဒီ NLD အမခံငပိန်းတွေကျွန်တော်ရဲ့ top fan တွေကဂုတ်ချာရဲ့လူမဟုတ်ဘူးကျွန်တော် NUG ကိုစပြီးဝေဖန်ထောက်ပြကြတဲ့ကနေ NLD ကိုဝေဖန်ထောက်ပြလာဆိုသူတို့ကထပြီးပေါက်ကွဲလာတာမခံနိုင်ဘူးအဲ့ဒါနီပေါ်နီပိန်းတွေကျွန်တော်တို့က NLD ကိုကြိုက်တယ်သဘောကျတယ်ထောက်ခံတယ်ဒါပေမဲ့သူတို့လူမျိုးမပိန်းဘူးငါတို့ကသူတို့လူမပိန်းဘူးသူတို့ကစာလည်းမဖတ်ဘူးသူတို့ကတမတော်ရဲ့ MRTV ပဲကြည့်တာတော့မဟုတ်သူတို့က NLD ရဲ့ NLD TV ပဲကြည့်တဲ့ငပိန်းတွေနီပိန်းတွေညာကြီးပဲကျွန်တော်တို့ဗမာပြောမှုဟောအမေရိကန်အထိပါတယ်ဟုတ်ပြီနောက်နေ့မှပြောမယ်မဟုတ်ဘူးအကုန်မဟုတ်ဘူးသဘောပေါက်တယ်ဟိုကလေကျွန်တော်ရဲ့ခဏမေးလာလို့ top fan တွေကဒလန်ပါနေဆိုလို့အဲ့ဒီဒလန်ကစစ်တပ်ထောက်ခံသူဒလန်မဟုတ်ဘူးလို့ဒီကောင်ရဲ့နီပိန်းတွေလို့ဟုတ်ပြီဆိုတော့စာဖတ်တကယ်ပဲအခုဒီငါတို့ပွဲအောင်ဖို့နေရပဲလူတွေအဖွဲတွေငပိန်းတွေဟုတ်ပြီကျေးဇူးတင်တယ်ရမဖြစ်နဲ့မောင်နှမတွေတွေးမကွဲနဲ့အလုလို့ရမယ်အောက်ပြည်အောက်ရမြို့ကြီးမှာအမြန်အလုလို့ရမယ်အမြန်ဆုံးအလုလုပ်ရမယ်ကျွန်တော်တို့အမြန်ဆုံးအလုလုပ်ရမယ်ကျွန်တော်တို့အလုံးမလုပ်ဘဲနဲ့ကျွန်တော်တို့ plan B ကိုကျွန်တော်တို့ကယူလို့မရအောင်ကျွန်တော်တို့ plan B လူချင်နေဆိုရင်ကျွန်တော်တို့ကမြို့ပြတိုက်ပွဲဖော်ဆောင်မရမယ် plan B လူချင်နေဆိုရင်မြို့ပြတိုက်ပွဲဖော်ဆောင်မရမယ်မြို့ပြတိုက်ပွဲဖော်ဆောင်မကျွန်တော်တို့ကငပြောဒီတခုပလာတာတခုဂုတ်ချာကိုမြန်မာမြေပေါ်နဲ့အမြင့်ဖြတ်လို့ရမယ်ဆိုတဲ့အကြောင်းအနေငယ်ခွန်အားပေးပါတယ်လို့အရောက်စီတိုင်းကိုကျေးဇူးတင်တယ်။အော်စကားမစတ်ကရင်ဒီဖက်ကကန်ဒီအဘီအချို့ PDF တွေကျွန်တော်စီဆက်တယ်လားနော်အဖေကျွန်တော်လည်းဒီညသူ့ဖုန်းဆက်ကြည့်တာသူမကြိုက်ဘူးသူတို့နဲ့ကျွန်တော်ဆက်တယ်ရပြီဆိုရင်ကျွန်တော်လိုက်မှပြန်ပြောပေးမယ်ပြီးမှသူတို့နဲ့ check ဆက်လို့ရတဲ့အဆက်တွေတခုခုကျွန်တော် check ပေးမှာစိတ်ချလို့ရတဲ့ဟာပေါ့နော်ကျွန်တော်အပြင်မှာဒီလိုမျိုးစကားမပြောရသေးဘူး
video call နဲ့မတွေ့ရတယ်လို့ကျွန်တော်နင်တို့ email ပို့ပြီးကရင်နီကိုပါဝင်ချင်တဲ့လူကျွန်တော်လမ်းမညွန်ပေးတယ်ခဏနဲ့ကျွန်တော်လမ်းညွန်ပေးလိုက်မှနားကားကိုကျွန်တော်ပါအလကားနာမီပြတ်မှာဆိုလို့လေနော်ဆိုတော့နှမျောတယ်လေငါတို့ရဲ့ချွေးနေစာကိုရောက်တင်ရောက်ထိုက်တဲ့နေရာရောက်စေချင်လို့ကျွန်တော်ကဒီမျိုးစီစီပေးတာဖြစ်တယ်လို့ကီနီဖက်မှာရှိတဲ့ကျွန်တော် PDF လုံနေတဲ့လူတွေလည်းကိုဘာဒူးတို့ပေါ့ကချင်နေလည်းပါတယ်ကျွန်တော်ဂေါ်ခါလူမျိုးဖြစ်တယ်ဆိုတော့ sorry နော်ဟိုလေနေနေ sick ship ပဲနော်ခင်ဗျားတို့နဲ့ကျွန်တော်တို့တခါမှမတွေ့ဘူးဆိုတော့လေဘာဖြစ်ကျွန်တော်တို့ကလွဲချော်မှုမရှိအောင်ကျွန်တော်တို့စီစီနေချင်းဖြစ်တဲ့အတွက်ကြောင့်လို့ယေရှုတင်တယ်အယောင်စီတိုင်းကိုချစ်တယ်အယောင်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ